Okay ကျွန်တော်ပထမဦးဆုံးဒီ second step ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံး intro လေးလုပ်ပေးပြစီပေါ့နော်အကုန်လုံးကတော့မစိမ့်တော့ဘူးလို့ထင်ပါတယ်ဒီ second step ထဲမှာကဒီဒါ Google ကနေပြီးတော့သူဒီ Google account ကိုကျွန်တော် second step ခံလို့ရတဲ့ဟာပေါ့နော် second step ဆိုတာတော့ဒုတိယတကားပါပဲဆိုလိုတာကို့မှာ user name နဲ့ password နဲ့ဒီပထမတကား user name နဲ့ password နဲ့ရှိရင်တော့ဝင်လိုက်တဲ့ချိန်ကြလို့ရှိရင်ကို့ account ချက်ချင်း access မရဘဲနဲ့ဒီနောက်ထပ်တစ်ဆင့်ထပ်ပြီးတော့ခံရတဲ့ second step ပေါ့နော်အဲ့တော့ဒီမှာသူစီမှာတော့၄မျိုးပေးထားရပေါ့နော်တကယ်တော့၄မျိုးတော့မဟုတ်ပါဘူးနောက်တစ်မျိုးရှိပါလိမ့်မယ်နောက်တစ်မျိုးထပ်ပြီးရှိပါသေးတယ်ပေါ့နော်ဒါကကျွန်တော်2 step ကမဖွင့်ထားသေးလို့ဆက်စချင်းမြင်ရတဲ့ဟာပေါ့နော်အဲ့တော့ဒီမှာ passkey and security key passkey and security key ဆိုတာကြတော့ကျွန်တော်တို့ဒီ biographics data တွေရယ်ပြောမယ်ဆိုမျိုးလုံးထဲမှာမြင်အောင်ပြောရရင်တော့ device base ဗျာ USB stick တို့နောက်ပြီးတော့ဒီ fingerprint တို့ပြီးတော့ဒီမျိုးလုံး scan တို့အဲ့လိုဟာမျိုးတွေကနေရလာတဲ့ passkey ကိုထည့်ထားပြီးတော့အသုံးပြုပါပေါ့နော်အဲ့တော့ဒါပထမတစ်ဆင့်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်account sorry ဒီ banking တွေပါရဲကိုကျွန်တော်ဝင်တဲ့အချိန်မှာ fingerprint တို့ပါတို့ဒီ iPhone ဆိုလို့ရှိရင် Face ID ကိုထည့်ထားလို့ရတယ်လေအဲ့တော့ဒီငွေလွှဲကနေကြာရင်ပင်ကုတ်ရိုက်စရာမလိုတော့ဘဲနဲ့လက်ပွေရွယ် scan လိုက်တာတို့ဒီ Face ID scan လိုက်တာတို့လုပ်လို့ရတယ်သူကအဲ့ဒါဒီ passkey and security key အောက်ထဲမှာသွားရဲပေါ့နော်နောက်တစ်ခုကကျတော့ Google Prompt ကကြတော့ဒီကိုဝင်ထားမှုတဲ့ဖုန်းမှာသူကဒီကိုအကောင့်ဝင်နေချိန်ကျရင်အဲ့ဖုန်းမှာသွားပြီးတော့ pop up လေးပြပြီးတော့ဒီအခုဝင်လာရပေါ့ yes လား no လားမင်းဟုတ်လားမဟုတ်ဘူးလားဆိုတဲ့ဟာမျိုးလေးပြပြပါပေါ့နော်အဲ့ဒါဒီ Google Prompt နောက်တစ်ခုကတော့ authenticator ဒီကျွန်တော်တို့ဒီနေ့အဓိကသုံးပြီးတော့ဆက်လက်လုပ်ပြမယ်ဟာလေးပေါ့နော်နောက်တစ်ခုကတော့ phone number ကတော့ရှင်းတယ်phone number တွေထည့်ပြီးတော့ဒီ SMS ကနေတဆင့်ဝင်လာတဲ့ code တွေကိုသုံးပြီးတော့ကျွန်တော်တို့login ဝင်တာပေါ့နော်အဲ့တော့ဒီနေရာမှာတခုပြောချင်တာလက်ရှိကျွန်တော်ဒီမြန်မာပြည်မှာကြတော့ phone operator တွေဒီနည်းနည်း restrict ဖြစ်တယ်ပေါ့နော် restrict ဖြစ်တော့SMS ဒီချက်ချင်းမရောက်တာတို့ Facebook ကနေပြီးတော့ကုတ်ပို့တဲ့ဟာတွေမရောက်တာတို့ Google ကနေကုတ်ပို့တဲ့ဟာတွေချက်ချင်းမရောက်တာတို့အဲ့လိုဂျာထဲမှာ delay ဖြစ်တယ်ပေါ့နော် delay ဖြစ်တော့ဒီ two step code တွေရဲ့သဘောကလေသူက10မိနစ်ကနေ3မိနစ်လောက်ထိပဲစောင့်ပေးရဆိုတော့အဲ့ဒီ draw အတွင်းမှာကုတ်ကမရောက်ဘူးဆိုလို့ရှိရင်အဲ့ဒါပြီးမှရောက်လာဆိုရင်လည်းကုတ်ကအသုံးမတည့်တော့ဘူးအဲ့တော့ဒီလက်ရှိ phone number နဲ့ပတ်သက်ပြီးတော့ကျွန်တော်စီမှာဖြစ်နေအခက်အခဲလေးပေါ့နော်အဲ့တော့ကျွန်တော်ကဒီ phone number မလိုဘဲနဲ့ two step လို့ခံလို့ရမယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးမှာပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပေးပါအောင်ခင်ဗျာကို two step ခံမယ်အကောင့်ဟုတ်မဟုတ်တစ်ချက်ယဉ်ကြည့်ရယ်ဟုတ်တယ်ဆိုတော့ဒီ manage your Google account နှိပ်လိုက်တယ်နှိပ်ပြီးတော့ security အောက်ထဲကိုသွားလိုက်တယ်ပေါ့နော်သွားလိုက်တော့ဒီမှာ two step verification ဆိုပြီးတော့ off တာရှိရပေါ့နော်အဲ့တော့ဒီမှာ solution လည်းသူပြထားရပေါ့နော် password ဒါ last chain activity ပြပါပေါ့နော်အောက်မှာ recovery phone တွေ email ရှိရပေါ့နော်အဲ့တော့ဒီ two step ထဲကိုဝင်လိုက်မယ် okay password ရရမယ်နော်ကျွန်တော်ဒီမှာတခုမှထည့်မထားတဲ့အတွက်ကြောင့်မို့လို့ဘာမှမပေါ်ဘူးပေါ့နော်ဒီအချိန်မှာကျွန်တော်က two step ကို online မယ်ဆိုလို့ရှိရင်သူကတေချာပေါက်ဖုန်းနံပါတ်တောင်းပါပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဖုန်းနံပါတ်ထည့်လိုက်ရင်လေ voice နဲ့ရတယ် text နဲ့ရတယ်ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးကရမရမသိကြဘူးမြန်မာတော့ရှိပြီမဲ့လို့ operator တွေက filter လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုတ်ဝင်တာတွေမဝင်တာတွေကကြတော့ပြောရခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီဖုန်းနဲ့လုပ်တဲ့အဆင့်ကိုမသုံးဘဲနဲ့ကျွန်တော်ဒီ authenticator app နဲ့ကိုသုံးမယ်ပေါ့နော်အဲ့ဒီကိုတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးသွားလို့ရှိရင်ဒီမှာ setup ဆိုတဲ့ဟာတွေကိုထပ်နှိပ်လိုက်ပြရပါတော့အဲ့တော့ဒီမှာကုတ်ကို scan ဖတ်ရမှာကုတ်ကို scan ဖတ်ရမှာဆိုတော့ဘယ်ကနေ scan ရမှာလဲဆိုလို့ရှိရင်အဲ့ authenticator app ထဲကနေ scan ဖတ်ရမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာသုံးမှာတော့ Authy ဆိုတဲ့ app ပေါ့နော်။ဘာလို့ဒီ app ကိုသုံးလဲဆိုတော့ကျွန်တော် Google Authenticator တို့ Microsoft Authenticator တို့မသုံးဘဲနဲ့ဒီ app ကိုသုံးရတဲ့အကြောင်းကကြတော့အားသာချက်နှစ်ခုရှိရပေါ့နော်။တကယ်တော့အားသာချက်နှစ်ခုဆိုတာဒါအားသာချက်တော့တစ်ခုပါပဲ။ဟိုကောင်ဒီမှာအားနည်းချက်ရှိနေလို့အဲ့တော့ကျွန်တော်ကဒီ Google ကောင်ကိုခံဖို့အတွက် Google Authenticator သုံးလိုက်မယ်ဆိုလို့ရှိရင်အဲ့တခြားကောင်နဲ့သုံးရင်ပြဿနာမရှိပြီမဲ့လို့အဲ့ကိုခံမဲ့ကောင်အကောင့်ကိုပြန်သုံးလိုက်တယ်ဆိုပါစို့အဲ့တော့ကျွန်တော်ဖုန်းပြောက်သွားတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့ဒီအကောင့်ကို login ပြန်ဝင်ဖို့အတွက်ကုတ်လို့မယ်ပေါ့နော်အဲ့တော့
ကျွန်တော် login ဝင်လိုက်တော့ကုတ်တောင်းတယ်ဟောကုတ်တောင်းတော့ကြာတော့လေဒီကျွန်တော်ဒီ account နဲ့ပဲပြန်ပြီးတော့ခံထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ရဖို့ကလေဒီ account ဝင်လို့ရမှာဖြစ်မှာဆိုတော့လို့ကျက်မကြီးနဲ့ကြက်ဥနဲ့ကိစ္စဖြစ်ရောပေါ့နော်အဲ့လိုမဖြစ်အောင်လို့ကျွန်တော်ဒီ third party app တစ်ခုသုံးလိုက်တာပေါ့နော်ဒီ OT ရဲ့ဝင်ခြင်းမှာတော့account တောင်းတာတွေပါaccount ဖွင့်ရတာတွေပါရှိလိမ့်မယ်ပေါ့နော်အဲ့မှာသူကကုတ်ရဖို့ကတော့လွယ်တယ်ပေါ့ Google ထက်ဆလို့ရှိရင်သူကပို့ပြီးတော့လွယ်တယ်နောက်အဲ့မှာကျွန်တော်တို့ဝင်ခဲ့တဲ့ email နဲ့ password လေးနဲ့ဖုန်းနဲ့ကိုတော့တခြားလေးမှတ်ထားပါတော့အဲ့တော့ဖုန်းဒီပိုင်းပျောက်သွားရဆိုလို့ရှိရင်လည်းပြန် sync ပြန်လျှောက်ပြီးတော့မှပြန်ပြီးတော့လွယ်တကူဝင်လို့ရတယ်ပြီးတော့မှဖုန်းနံပါတ်ပြန် change နေတယ်ဆိုလို့ရှိရင်လည်း change လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာ account တွေအများကြီးဝင်ထားရှိရဗျာအဲ့ဒီ account တွေအများကြီးဝင်ထားတဲ့ဟာကိုကျွန်တော်နောက်ဖုန်းတစ်လုံးပြောင်းနေတယ်ဆိုလို့ရှိရင်လွယ်တယ်ဒီမှာသူ့မှာပေးထားတဲ့ဒီbucket key ပေါ့နော် bucket key ဆိုတဲ့ဟာလေးကိုသွားပြီးတော့set bucket key ထည့်ပြီးတော့ဟိုဘက်ထဲမှာ account ပြန်ဝင်ပြီးတော့ဒီ bucket key ကိုပြန်ပြီးရိုက်လိုက်အောင်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဝင်ထားတဲ့ဒီ account တွေအကုန်လုံးဟိုဘက်ဖုန်းထဲမှာပြန်ပေါ်လာမှာပေါ့နော်2 step ကိုနောက်တစ်ချိန်ပြန်ပြီးတော့set up ပြန်ပြီးလုပ်เสียမလို့တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကောင်လေးကိုတုံးနေအဲ့တော့ခုနကတော့ QR ကို scan ဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော် QR ကို scan မယ်Okay ကျွန်တော် save လိုက်မယ် Okay အဲဆိုဒီမှာအပေါ်မှာပြေးနေတဲ့ကုတ်လေးတွေ့ရမှာပေါ့နော်ကျွန်တော်ဒီမှာကျတော့ next နှိပ်လိုက်မယ်နှိပ်ပြီးတော့ enter code ထည့်လိုက်မယ်ကုတ်ကပြောင်းသွားပြီပြောင်းသွားတော့Okay အဲဆိုရင်ဒီမှာကျွန်တော်ဒီလိုလေးပေါ်သွားပြီပေါ့နော်ပေါ်သွားပြီဆိုတော့ဒါလေးကို stop လုပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီအနောက်ဘက်ကိုပြန်သွားမယ်ပေါ့နော်အနောက်ဘက်ကိုသွားမယ်သွားပြီးတော့ကျွန်တော်ဒီမှာ adjust now ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီမှာ turn on verification ကိုလုပ်လိုက်မယ် Okay အဲ့ဆို done ပေါ့နော်အဲ့တော့ဒီမှာturn off ဆိုပြီးတော့ဖြစ်သွားပြီ turn off ဖြစ်သွားတော့ကျွန်တော် two step ကပွင့်ပြီနောက်ဒီမှာကျတော့ဟိုဟာ authenticator နဲ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Google account ဝင်တဲ့ချိန်တိုင်းမှာဖုန်းတွေ SMS တွေစောင့်ကြမလို့တော့ဘူးပေါ့နော်ဒီ authenticator တွေက auto generate လုပ်ပြီးရကုတ်လေးထည့်လိုက်အောင်မယ်ဒီအဲ့တော့ two step ခံပြီးတော့တဲ့အချိန်မှာသတိထားမိလိုက်လားတော့မသိဘူးဒီမှာ backup code ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော်အဲ two step မ on ရသေးခင်တော့ backup code မရှိဘူးပေါ့နော် two step on ပြီးတော့မှ backup code ကထွက်လာဒီ backup code ကဘာအတွက်သုံးရလဲဆိုတော့ထားပါတော့ခုနပြောသလိုမျိုးကျွန်တော်က2 step ခံထားတယ်ပုံပြောက်သွားတယ်ပေါ့နော်ပုံပြောက်သွားတဲ့ချိန်မှာပြန်ဝင်တဲ့ချိန်မှာကျွန်တော်က2 step ကုတ်ထည့်ပေးရမယ်အဲ့လိုမထည့်ပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီ backup code နဲ့ထည့်ပြီးတော့ဝင်လို့ရတယ်ပေါ့နော်ကျွန်တော် backup code ထဲဝင်လိုက်ရင် backup code ဆိုပြီးတော့ရှိရပေါ့နော်ကျွန်တော်အဲ့လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တော့ဒီ password တစ်ခါထည့်တောင်းပါတယ်မှားသွားပြီတဲ့ Okay မမှားအဲ့ဒီမှာနှိပ်လိုက်မယ် backup သူကျွန်တော်ကို8လုံးတွဲ10တွဲပြီးရပေါ့နော်သူ10ခုပြီးရသူတစ်ခါသုံးပြီးသွားလို့ရှိရင်တစ်ခါပဲသုံးလို့ရတယ်ကုတ်တွဲကိုတစ်ခါပဲသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီ backup ကုတ်သုံးပြီးတော့10ကတော့ပြန်သုံးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ကုတ်တွေကို download လုပ်ပြီးတော့ဖြစ်ဖြစ်တနေရာမှာပဲအဲ့လိုလုံုံတဲ့တနေရာမှာပဲဖြစ်ဖြစ်တင်ထားလို့ရတယ်ပေါ့နော်အဲ့ပြီးတော့10လုံးကုန်သွားပြီဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုနှိပ်ပြီးတော့ပြန်ပြီးတော့regenerate လုပ်လို့ရတယ်ပေါ့နော် Okay အဲ့တော့ backup ကုတ်လေးကလည်းအရေးကြီးပါတယ်เนาะအဲ့ဒါလေးလည်းတစ်ချက်တင်ထားပေးပါအောင်ကျေးဇူးပါ